ဖြည်းတက်တော့တယ်နော်ဖြည်းချင်းလိုက်တယ်ဟိုထဲဘိုးဘုံမှာသူကဲပဲ သူကဟိုစားပဲပါနော်တက်တဲ့ပဲ one way ပဲချိုးတာတွေကြွေတာတွေမရှိအဲ့ကနေလမ်းပြန်ရှာရအောင် အေးဟိုကမဟိုနေလိုက်လေးလောက်ပဲလေကားကဲလည်းအိမ်မှာပဲလေကားကဲဟိုရှိမှာတွေ့လား နည်းနည်းလေးပဲစားရတာနည်းနည်းဝေးစားရတယ်ဒါ ဟုတ်ပါလေဖေဟာ ဒီဟိုက်တာတွေကတော့ဟိုတယ်တွေကိုကြော်ဝိုင်းနဲ့ဈေးဆိုင်တန်းနေပေါ့ ဒါပေမဲ့ကြိုက်လို့ဟောတယ်ဒါမှဆိုကျွန်တော်တို့အိမ်နာတော့ပဲရှိတာ ငွေရသေးတောင်းလေ ဒါရသေးတောင်ကားခဲ့လေ တော့ဆင်းနေလူမပါလား အေးလေရှင်းနေလို့ ဆင်းကဆင်းမဲ့လူမရှိ အစင်းကတမနဲ့နည်းနည်းပဲကြာတယ် စီးတော့လေကွာတက်ပဲစီးကြည့်ကြတာ သူကကွာလိမ့်နေတာမဟုတ်တော့ဒီဂျိုးက run နေ အေးကျိုးက run နေတာကျိုးကလဲနေတာကြီးဟိုမှာကိုဟဲ့ဒီအစိတ်နိုင်ကကိုជីတူပဲရကျိုးလဲနေတာ အေး သူအသေးပဲကြိုက်တာ သူကကြိုက်တာနော်ဖမ်း နောက်ဆိုကိုကလည်းနောက်ဆိုဟိုလေးပြောအောင် လိမ့်ကြနေသွားလိုက်မှာနော် နောက်လက်ဆောက်ကုန်ရောဆင်းနေဆင်းလိုက် အေးပါဟိုဘေးနဲ့လှုပ်ထုတ်ရင်းတော့ဟိုဘေးနဲ့ပူလို့ ဝီအေးဒီချာဟောက်သူကဘယ်လိုဖြတ်သွားဟိုကိုင်းနေ အဲ့မှာသူကြိတ်တော့အဲ့မှာမင်းကြည့်ဟိုကသူကအဲ့ဒါဟိုစား ဟိုလားလောက်ပြောအဲ့ဒါမှတင်းတင်းကြမ်းပြီးဖြစ်သွားခုံခုံသွားတယ်ဟောသူကြွားလိုက်တယ် သူကအေးဘောဟိုစားဘောဖောင်းလို့ဘော short ပါလေလို့ပြင်တော့ အေးသူကြွားပြီးလိုက်တယ်နော်လောက်ပါငါတို့တွေ့နေတာတပေါက်လေးတော့ ရိုက်တာပြီ ရိုက်ပါလားကိပဲပုံပါလေ